ဘာဖြစ်နေရမျက်နှာ ဟေး ဟမ် ကတော့အရင်ရှိရတာပဲရဲ့ အရင်အရင်လေရီးလိုက်လေသမီးရဲ့အခုကညီမျက်နှာကြီးကမချိုမချင်းနဲ့ဘာဖြစ်နေမှငိုးမသိတာ ဟာမင်းကလည်းတအားဟိုရမှာပြင်းနေ ဟိုကြီးကမှပြင်းနေဖြစ်မဖြစ်ရလေနော်သမီးရဲ့ညီရဲ့အပြင်းကြောဆန့်တဲ့ဇလန်းကြီးကဘယ်တော့မှမအဆုံးသတ်ပါမလဲ ဘယ်တော့မှဆုံးမှာမဟုတ်ဘူးမေရဲ့တမီးကလေအဲ့လိုပြင်းနေရတာကိုပျော်တာ အော်လေကောင်းလုံးလိုက်မယ်နော် ဆီယမဘယ်လိုလုပ်မလို့လဲ ဒီလိုပဲလေလိုလေးထုပြီးတော့နှိုးလိုက်မယ် ကဆီယမကလေကျမသမီးတို့သမီးကိုကြတော့ကြမ်းကြမ်းတန်းတန်းတက်တောက်ခွာနေတို့သားကိုကြတော့အမလီနူးညံ့ညင်သားနေလိုက်တာတိတ်မျက်နှာလိုက်တာပဲအမ်ပါ ရပါတယ်မလိုက်ပါဘူးသူ့လည်းတက်ခွာလို့ရပါလို့ ဆီယမအရန်ရမလို့နေတော့တို့သားလူပြိုစစ်စစ်နော်စိတ်နဲ့တော့မပြစ်မှားပါနဲ့တို့သမီးကဘာမှမလုပ်ပါဘူးတကယ်တည်း ကြပါစိတ်နဲ့မပြင်းမာပါဘူးကိုယ်ပြင်းမာလိုက်ဘာကူလွယ်ကုန်ကလွယ်နေပြီလို့ ဘာလို့နေကြပါလဲ လိမ့်နေတာလေဘာလိမ့်တာတော့အစိုးလိုက်ပြီးထားပေးနေတယ်မတွေ့ဘူးလားမလဲဘယ်လိုဖြစ်နေရလဲဘောပါဒီမှာဘူးစီပေါင်းထက်ထားတာလို့အမလေးစတာ